အားလုံးပဲမင်္ဂလာပါ Touch by AB ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မိတ်ဆွေတို့က Windows 10 စတင်အသုံးပြုခြင်းပေါ့နော် Windows 10ကိုစတင်ပြီးတော့အသုံးပြုတာကိုလေ့လာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးပေါ့နော်ပထမဆုံးဒီဘက်မှာ Camera ရဲ့ဘယ်ဘက်မှာဒီຢာလေးတွေရှိတယ်ပေါ့နော်ဒီလိုမျိုးຢာလေးတွေရှိတယ်ဒီကောင်လေးတွေကကျွန်တော်တို့ဘာလို့ခေါ်မလဲဆိုရင် software icon လေးတွေလို့ခေါ်တယ်ပေါ့နော်ဒီကောင်လေးတွေကို software icon လေးတွေလို့ခေါ်တယ်ပြီးတော့ဒီဘယ်ဘက်မှာဆိုရင်ကျွန်တော်ဒီဘယ်ဘက်အောက်ထောက်မှာဆိုရင်ဒီ step bar လေးရှိမယ်ပေါ့နော်ဒီဘယ်ဘက်အောက်ထောက်ဒီကောင်လေးကို step button stack close လို့ခေါ်တယ်ပြီးတော့ကျွန်တော်တို့ဒီအောက်မှာဒီ preview bar ကြီးပေါ့နော်ဒီ preview bar ကြီးကိုကျွန်တော်တို့ဘာလို့ခေါ်မလဲဆိုရင် task bar လို့ခေါ်တယ် DASK task bar bar task bar လို့ခေါ်တယ်ပေါ့နော်ဒီမှာDASK task bar task bar လို့ခေါ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီဘက်မှာညာဘက်မှာရှိတဲ့အရာတွေကိုကတော့သူ့ကို notification area လို့ခေါ်တယ်ဒီ area လေးကိုပေါ့နော်ဒီညာဘက်အောက်ထောက်မှာရှိတဲ့ area လေးကို notification area လို့ခေါ်တယ်ဒီမှာကျတော့ကျွန်တော်ဘာတွေပါမလဲဆိုရင်ဒီမှာbattery logo လေးတွေပါမယ်ပေါ့နော် battery ပုံစံလေးတွေပါမယ်ပြီးတော့ internet ချိတ်လို့ရတဲ့ wifi ချိတ်လို့ရတဲ့အရာမျိုးလေးတွေပါမယ်ပြီးတော့အတန်ချိန်ကြီးလို့ရတဲ့အရာမျိုးလေးတွေပါမယ်ပြီးတော့ date တွေနေ့စွဲတွေပါညာတွေပါမယ်ပေါ့နော်ပြီးတော့ဒီညာဘက်စုံမှာဆိုရင် notification box လေးရှိမယ်ပေါ့နော်ဒီမှာမိတ်ဆွေကွန်ပျူတာဒီ virus guide တွေပါညာဆိုရင်ဒီလိုမျိုးဒီ notification box လေးကနေမှာကျွန်တော် virus ရှိနေပြီပါညာဆိုပြီးပြပေးမယ်ပေါ့နော် virus protection ပါညာဆိုပြီးပြပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာဒီညာဘက် auto notification လေးနေမှာကျွန်တော်တို့အလင်းမှောင်ကိုလည်းကျွန်တော်ဒီကောင်လေးကနေမှာချက်ချိန်ပေးလို့ရမယ်ပေါ့နော်ဆိုတော့ဒီညာဘက် auto အောင်မိတ်ဆွေတို့မှတ်သားထားမှာ notification area လို့မှတ်သားထားရမယ်ဒီ preview bar ကြီးကိုကျွန်တော်တို့ဘာလို့မှတ်ထားရမလဲဆိုရင်ဒီ preview bar ကိုက task bar လို့မှတ်ထားရမယ်ပြီးတော့ဒီဘက်မှာဆိုရင်ဒီ step button လေးရှိမယ်ပေါ့နော် stack close လေးရှိမယ်ဒီ Windows logo လေးနဲ့က stack close လေးဖြစ်တယ်ပြီးတော့ဒီမှာကိုရှာခြင်းတဲ့အရာတစ်ခုကိုရှာခြင်းဒီ search box မှာရှာလို့ရမယ်ပေါ့နော်ဒီ type here to search ဆိုတဲ့နေရာမှာကျွန်တော်တို့ရှာလို့ရမယ်ပေါ့နော် sorry ဆိုတော့ကျွန်တော်တို့ဒီမှာဒီကျွန်တော်ကွန်ပျူတာမှာ software တွေကအများကြီးမဟုတ်ဘူးねနည်းနည်းလေးဖြစ်နေတာကိုမိတ်ဆွေတို့တွေ့ရလိမ့်မယ်ဒီနေရာမှာတခုပြောချင်တာကကျွန်တော်တို့ software တွေအများကြီးကိုကျွန်တော်ဒီကောင်ကြီးကိုကျွန်တော် desktop background လို့ခေါ်တာပေါ့နော်ဒီနောက်ခံကြီးကိုကျွန်တော်တို့ desktop background လို့ခေါ်တယ် software တွေအများကြီးဒီ desktop background မှာပြုံးနေအောင်နေထားမယ်ဆိုရင်ကျွန်တော်တို့ကွန်ပျူတာကိုဖွင့်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ကွန်ပျူတာစဖွင့်တဲ့အခါမှာရန်လေးနေတာမျိုးတွေတွေ့ရလိမ့်မယ်တချို့သူတွေဆိုတင်လာပါလိမ့်မယ်ဒီ desktop ကြီးပေါ်မှာဒီ desktop background ကြီးပေါ်မှာပေါ့နော်ဒီ desktop background ကြီးပေါ်မှာ video file တွေရောသချင်း file တွေရော folder တွေကိုပြုံပြီးတော့တင်ထားလိမ့်မယ်ဒီလိုမျိုးတင်ထားတာကိုကျွန်တော်အားမပေးရအောင်ဘာလို့လဲဆိုတော့ဒီလိုမျိုးပြုံပြီးတင်ထားတာကကျွန်တော်တို့ကွန်ပျူတာရဲ့ CPU ရဲ့အလုံးလုံးနှုံးကိုနှေးသွားစေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလိုမျိုးတတ်ရရလေးဆိုတာထက် software တွေကိုကိုလိုချင်လောက်လေးပဲတင်ထားဖို့ကျွန်တော်အကြံပေးပါတယ်ဒီနေရာမှာပြုတ်ထားပဲဆိုရင်လည်းမိတ်ဆွေတို့ကဒီဘယ်ဘက်အောက်တော့ကဒီ step button တွေကနေသွားပြီးတော့မှကျွန်တော်တို့ software တွေဒီမှာသွားပြီးတော့လည်းဖွင့်လို့ရတယ်လေနော်ဆိုတော့ကျွန်တော်တို့ဒီ desktop ကြီးပေါ်မှာအများကြီးမတင်ထားစေဖို့ကျွန်တော်အကြံပေးပါတယ်အများကြီးမတင်ထားဖို့အကြံပေးပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့လေးလာခဲ့ကြတာကဒီမှာဒီ software လေးတွေကိုကျွန်တော်တို့ software icon လေးတွေပေါ့နော်ဒီကောင်လေးတွေ icon လေးတွေလို့ခေါ်တယ် software icon လေးတွေလို့ခေါ်တယ်ပြီးတော့ဒီကောင်ညာဘက်ကဒီလွတ်နေတဲ့ဟာကြီးကို desktop background လို့ခေါ်တယ်ပြီးတော့ဘယ်ဘက်အောက်ထောက်မှာရှိတဲ့အရာက step button လေးရှိတယ်ပြီးတော့ search box လေးရှိမယ်ပေါ့နော်ကိုရှာနေတာရှာလို့ရမယ် search box လေးတစ်ခုရှိမယ်ပြီးတော့ဒီအဖြူဖြူဘာကြီးကိုကျွန်တော်တို့ဘာလို့ခေါ်မလဲဆိုရင် task bar လို့ခေါ်မယ်အလုံးလုံးတွေပါပေါ့ဗျာနော်ကျွန်တော်ဒီမှာအလုံးလုံးနေတဲ့အရာအားလုံးကဒီ task bar မှာလာပြီးတော့ပေါ်မယ်ဥပမာမိတ်ဆွေကဒီ PowerPoint ဖွင့်ထားတယ်ဆိုရင်ဒီ PowerPoint ဖွင့်ထားတဲ့အတွက်ကြောင့်မို့ဒီမှာအောက်မှာ task bar မှာလာပြီးတော့ပေါ်မယ်ပေါ့တခြားအရာတွေကိုဘာလောက်တာဒီ task bar မှာပေါ်နေမယ်ပေါ့နော်ပြီးတော့ဒီညာဘက်အောက်ထောင်းအရာလေးကို notification area လို့ခေါ်ပါတယ်ဟုတ်ကဲ့ဆိုတော့ဒီကနေ့တော့ကျွန်တော်တို့ဒါWindows ကြောင်း introduction လေးဖြစ်ပါတယ်ဒီသင်ခန်းစာတော့ဒီလောက်ပါပဲအားလုံးပဲစင်ပြကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်